ဒီတဲ့နာဒီကြောင်ကိုယ်စတဲ့တဲ့ကိုခါမှမြင်ခဲ့ဘူးမှမြင်ဘူးတော့အဲ့လိုစားရည်ဒီတော့ရောက်တယ်မကျိုးကြားရင်မြင်လို့မှာကြောက်စရာကြီးဗျာဒီတဲ့နာဒီကြောင်ကိုယ်စတဲ့တဲ့ကိုခါမှမြင်ခဲ့